အခုတွေ့လိုက်ရတာတွေကတော့59နှစ်မြောက်ချင်းမျိုးသားနေ့ကိုအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာစီဗီကားကားကျင်းပနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ချင်းလူမျိုးတို့နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့အာနာရှင်မြေရှင်ပရိသတ်တို့ရဲ့ဖိနှိပ်ချုပ်ချယ်မှုကနေလွတ်မြောက်ခဲ့တဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။အခုနှစ်နယူးဒေလီမြို့က59နှစ်မြောက်အခမ်းအနားကိုချင်းကျောင်းသားများတပ်မက CSU ကဦးဆောင်လှုံ့ဆော်ကျင်းပခဲ့တာဖြစ်ပါတယ်။ကမ္ဘာနဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းကကနနာကိုကင်ကင်မတိရှိတဲ့တိုင်အောင်ကိုချင်းပြည်နယ်ကိုချင်းလူမျိုးရဲ့အနိချာယုံဘဝမှာလွတ်မြောက်တဲ့နေ့ဒီချင်းမျိုးသားတွေရွေးချင်းတဲ့အနိတာရကိုကိုကင်ကင်ဒီရှိနာလေတဘောပေါတိကြောင်းတော့ပြောကြားလိုပါတယ်ကိုချင်းလူမျိုးရဲ့လွတ်လပ်မှုအရှုံးဆုံးစေရေးနဲ့ချင်းလူမျိုးများဘဝတိုးတက်ဖွံ့ဖြိုးရေးတာဝန်များထမ်းဆောင်လူတဲ့စန္ဒတူပွားစေသောအခမ်းအနားပွဲဖြစ်လိမ့်မယ်လို့မိမိမျှော်လင့်မိကြောင်းကြားလိုပါတယ်။ဒီအခမ်းအနားကိုအိန္ဒိယနိုင်ငံပညာရေးဝန်ကြီးဌာနရဲ့ဒုတိယညွှန်ကြားရေးမှူးဖြစ်တဲ့လာရင်ခုမာဆိုင်လိုကအထူးဧည့်သည်အဖြစ်တက်ရောက်ပြီးချင်းလူမျိုးစုအဖွဲ့အသီးသီးကခေါင်းဆောင်တွေအိန္ဒိယနိုင်ငံရောက်မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူတွေစုစုပေါင်း1000ကျော်တက်ရောက်ခဲ့ကြသလိုအဖွဲ့အစည်းတချို့ကလည်းသဝန်လွှာတွေပေးပို့ခဲ့ကြပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့ဦးတီရခါကချင်းမျိုးသားတွေဖြစ်ပေါ်လာတော့မယ့်အချိန်မှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတစိမ့်တဒေသကိုအခုလိုပြန်ပြောင်းပြောပြခဲ့ပါတယ်။လူထုဆွေးနွေးပွဲလို့တဲ့အခါမှာလူထုတွေကအဲ့ဒီပွဲကိုမြို့ဦးတို့ပြီးတော့ချိပြီးတော့ဖြတ်တင်ပြီးတော့လူထုကိုတည်းစာကချင်မဲ့နဲ့ VC ကွန်ဖရင့်ကျွန်တော်တို့လွတ်စားအောင်ဆိုပြီးတော့လက်ထောင်ပြီးတော့ဒီတဲ့အခါမှာလူထုကိုတည်းကအနိုင်ရကျွန်တော်တို့သမင်းချပြီးတော့အဲ့ဒီပွဲတွေကိုကျွန်တော်တို့သမင်းကျွေးဖို့ကျွန်တော်အပြည့်အစုံသမင်းချက်ပြင်းနေပါတယ်သမင်းတွေဒါပြင်းနေလူထုတွေကအဲ့ဒီတကြီးတွေမြို့တွေကိုကျွန်တော်တို့ဖြတ်ပြီးတော့လူထုကိုတည်းကိုကျွန်တော်တို့အုပ်စုကြီးလူကြီးတို့ဒီကြောင်ဆိုတဲ့အခါမှာတို့အဲ့ဒီမြို့တွေတကြီးတွေအရင်မှာအုပ်စုရဲလူတွေကတဘောကျင်းနာပြီးတော့ထွက်ပြေးကုန်တယ်မြန်မာပြည်လွတ်လပ်ရေးရပြီး3နှစ်အကြာကစပြီးနှစ်စဉ်ဆိုသလိုကျင်းပနိုင်ခဲ့ပေမဲ့1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့တော်လှန်ရေးကောင်စီအစိုးရတက်လာပြီး1966ခုနှစ်ကစလို့ Special Division Day လို့ခေါ်တဲ့အထူးပြည်နယ်နေ့အဖြစ်အာဏာပိုင်တွေကအဓမ္မပြောင်းလဲသတ်မှတ်ခဲ့တယ်လို့1980ခုနှစ်အရောက်မှာတော့ချင်းပြည်နယ်နေ့အဖြစ်ပြောင်းလဲသတ်မှတ်တာကိုခံခဲ့ရပါတယ်။ချင်းမျိုးသားနေ့မှာထုတ်ပြန်တဲ့ကြေညာချက်မှာတော့ချင်းမျိုးသားခေါင်းဆောင်တွေတခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့မြန်မာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့သဘောတူညီချက်ရပြီးအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးကိုအရယူနိုင်ခဲ့ကြောင်းနဲ့1948ဖေဖော်ဝါရီလ19ရက်နေ့ကနေ22ရက်နေ့အထိချင်းပြည်နယ်မြောက်ပိုင်းဖလန်းမြို့မှာကျင်းပတဲ့ပြည်သူ့စန္ဒခံယူပွဲကြီးမှာသမ္မတကြီးဆက်ရွှေတိုက်တက်ရောက်ခဲ့ကြောင်း1952ခုနှစ်မှာချင်းမျိုးသားနေ့ကိုချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့မှာပထမဆုံးကျင်းပခဲ့တယ်လို့ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျာ